နောက်မေခွန်းတခုမေးချင်တာဘာလဲဆိုတော့ဟာခါအကြောင်းနည်းမေးချင်တာပေါ့နော်ဒီကနည်း hot issue တော့ဖြစ်တယ်ဒါပေမဲ့ဆရာ CNF လူကြီးတယောက်အနေနဲ့ဆရာကလည်းဘယ်လိုအမြင်ရှိတယ်လဲဆိုတာကိုဒီကနဲ့မေးချင်တာပေါ့နော်ဆရာတည်တဲ့အတိုင်းပဲအခုချိန်မှာအမြင်ကနှစ်ခုခွဲခြားတာပေါ့နော်ဒါကြောင့်ဆရာကလည်းအမြင်ကိုပွင့်ပွင့်လင်းလင်းပြောပြဖို့ဒီကနေ့ဖိတ်ခေါ်ချင်တာဘာလဲဆိုတော့အခါအခုချိန်မှာ2025မှာပဲဖြစ်ပေါ့နော်တက်ရင်ကောင်းမလားမတက်ရင်ကောင်းမလားဆရာအမြင်လေးကိုဒီနေရာမှာနည်းနည်းလေးပြောဖို့ကောင်းတယ်ဆိုတော့ပြောပြဖို့ပေါ့နော်ဟုတ်ပါပြီဟာခါချစ်စပ်ကတော့ဆိုကျွန်တော်ကနဦးပြောတဲ့စကားထဲမှာလည်းဟိမျိုးပဲကြံတယ်ထန်တရန်ကိုလို့မတော်တော့ဘူးပေါ့တင်းပီတာလို့ပဲတပေါ်ထားတယ်တိတိမနဲ့ဟာခါပဲကြံတယ်ဆိုတော့အဲ့ဒါပါဆက်ပြီးတော့အဲ့ဒီဘယ်လိုပြောမလဲဒီကျွန်တော်တို့စီရုံမှု in အားနဲ့အောင်ဖို့ဆိုပြီးတော့ကျွန်တော်တက်တွန်းထားတာရှိတယ်ဆိုတော့တင်းဖို့တော့ကျွန်တော်ပြောချဲတယ်ဆိုတော့အရင်ဦးဆုံးကတော့ကျွန်တော်တပေါ်ထားမှာတော့ဘာဖြစ်ဖြစ် CP နဲ့ CC ကောင်စီညီညွတ်အောင်ဒီ2025အတွင်းမှာအဲ့ဒီချင်းနေစင်တဲ့ကောင်စီကိုလည်းသူတို့တိဆောင်နေအောင်စ조사ကြပါစေဒါပြီးတော့အဲ့ဒီမှာဟိုဖြစ်ဖြစ်ဆိုရင်ချင်းနေစင်တဲ့ကောင်စီအောက်မှာကျွန်တော်တို့တပ်တီအားလုံးကိုထားလို့ရပြီအဲ့ဒီညီညွတ်မှုအားနဲ့ပဲအဲ့ဒီမှာစီရေးရာကော်မတီတာဝန်အစီအစဉ်ပုဂ္ဂိုလ်တွေကတက်တင်မတက်တင်ကိုလည်းစဉ်းစားကြပါစေပေါ့အဲ့ဒီမှာစဉ်းစားတဲ့အခါမှာကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးအမြင်ပေါ်တာလို့ကျွန်တော် CNF ဒီပခုကော်မတီဝန်တအူအနေနဲ့မှုပဲနဲ့ကျွန်တော်ပြည်သူလူထုအနေနဲ့ပြောမယ်ဆိုရင်အခုဥပမာ MNF တော်ဟန်ရေးလုံးကလည်းစချင်းအာယောမျိုးကိုတင်းတာပဲမျိုးတော့ဒါပေမဲ့အဲ့ဒီချင်းလုံးကတော့မီဇိုရမ်ပြည်နယ်မှုပဲနဲ့လူရှိခရန်အရှင်ပေါ့အဲ့ဒီမျိုးတော့ပေါ့အဲ့ဒီမှာတင်းပြီးတော့သူတို့ကဖုတ်စားချဲကြတယ်အဲ့လိုတင်းတဲ့ခါကျမှဖက်ကရန်သူကပဲလို့တုံ့ပြန်တယ်ဆိုတဲ့ဟာကတော့အားလုံးလူကြီးမင်းတို့အတိဖြစ်တယ်ဆိုတော့အဲ့ဒီမျိုးတော့တင်းတဲ့အားလုံးတစ်ခါတည်းနဲ့စစ်ပွဲနိုင်တော့တာမဟုတ်ဘူးဆိုတာတော့ဒါရခကျွန်တော်တို့ညကိုမီဇိုရီ MNF ကကျွန်တော်တို့ရှိမှပြတော့ချက်ပြီးဆိုတော့ကိုတတိချတ်ဖို့နောက်တူဒီအချက်ကပမာပြီမှာဥမာ AK ကလည်းအဲ့လိုစီရေးမှာဇွန်ဆောင်ကြီးအဲ့လိုမြင့်မားတဲ့ area တဲ့စစ်တွေကိုမတက်သေးဘူးဆိုတော့ကဂျင်ဒီကဖာအန်ကိုမတက်သေးဘူးအဲ့ဒီကဂျင်နီရောကယာလို့ပြောမှာပေါ့နော်အဲ့မှာလွိုက်ကိုလည်းအဲ့လိုတမတော်လက်ထဲမှာပဲရှိတယ်ဆိုတော့ဥပမာမြကြီးနာသူစီရေးအရာမချင်းချော့သေးဘူးအဲ့ဒီဥပမာစမ်ပြည်နယ်မှာအဲ့လိုအဲ့ဒီတမတော်ကြီးရှိတဲ့ဟာစမ်ပြည်တမတော်ကြီးရှိနေတဲ့နေရာမှာတုံကြီးကိုလည်းမထီဘူးဆိုတော့သူပါကြောင်းလဲဆိုတော့ကျွန်တော်မပြောနိုင်ဘူးဒါပေမဲ့ဒီမြို့တော့ကိုတင်းတဲ့နေရာမှာစဉ်းစားဖို့ပေါ်လို့နော်ဒါဒီထက်သွင်းချင်းတာဖို့ကိုကျွန်တော်အကြံပြုချင်ပါလေနောက်တစ်ခုကထန်တလမှာအဲ့လိုဒီမြို့ကြီးကပြတ်တဲ့အထိမြို့တင်းတိုက်ပွဲကြီးရှင်းထွင်းကြတယ်အဲ့မှာမိဘပြည်သူတွေကဟာခါမှာတောင်းကနန်းတော့ရှိမှမသိဘူးဟာခါမှာတော့ပြီးတော့ခေါ်ထုံကြတယ်ဖလန်းကနေလည်းဖလန်းမိဘပြည်သူတွေကလည်းဟာခါမှာစစ်ပြေဆောင်ပြီးတော့ခေါ်ထုံကြတာကိုတွေ့ရတယ်အဲ့ဒီမှာဟာခါကိုတခါလဲကျွန်တော်တို့ကဒီတိုင်းပဲတခြားမြို့ကြီးချတယ်လို့ချမယ်ဆိုရင်တက်တယ်လို့တက်မယ်ဆိုရင်ပြည်သူတွေကကျွန်တော်မိဘတွေကဘယ်ကိုဆက်ပြေးရမလဲတာပါထည့်ပြီးတော့လူကြီးမင်းကြီးကစဉ်းစားပေးဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဟုတ်တယ်ဆရာပြောတဲ့အချိန်မှာပေါ့နော် point out တစ်ခုလေးလောက်ချင်တာရှိတယ်ခုနဆရာပြောသွားတဲ့ point မှာကျွန်တော်တို့မြန်မာပြည်အခြေအနေကိုကြည့်မယ်ဆိုရင်တော့ပြည်နယ်တိုင်းမှာအမျိုးကြီးတွေကတော့အသိမ်းပိုက်သေးဘူးဒါနဲ့တခုဆရာ point out လောက်ထားတာက CC နဲ့ CB ပေါင်းဆက်ပြီးတော့ပြီးတဲ့နောက်ပိုင်းမှာပဲတက်ရင်ပိုကောင်းမယ်ဆိုတဲ့အပွင့်လေးပြောတာကျွန်တော်ကြားမိတယ်ဆိုတော့ပြန်ပြီးတော့ထပ်မေးချင်တာကကျွန်တော်တို့ CC နဲ့ CB မပေါင်းခင်မှာတော့ဟာခါတော့မတိုက်သေးရင်ပိုကောင်းမယ်ဆိုတာကိုဆရာ highlight ပြီးတော့ပြောချင်တာလားအဲ့ဒါလေးကိုနည်းနည်းထပ်ပြီးတော့မေးချင်တယ်ဟုတ်ပါပြီကျေးဇူးပါဆရာပို့ပြီးတော့ရှင်းအောင်ဆိုရင်မပေါင်းစည်းချင်မှာ CC အနေနဲ့လည်းဟာခါမျိုးတင်တဲ့ပွဲမဖော်ဆောင်တင်ဘူး CP အနေနဲ့လည်းမဖော်ဆောင်တင်ဘူးသူတို့ချမှတ်ထားတဲ့တပေါ်တူချဲတဲ့ရှင်းနေစနေကောင်စီဖွင့်ပြီးတော့အဲ့ဒီကောင်စီအောက်မှာစစ်သားတွေကိုစုဆောင်ပြီးတော့စနစ်တကျလေးနဲ့ချင်းအမျိုးသားတစ်ခုလုံးရဲ့ပြည်သူအောင်ပွဲကိုခံစီချင်းတယ်အဲ့မှာပေါ်စီဖို့ရန်ကတော့ကျွန်တော်ဆိုနည်းနည်းလေးပြောမှာမလို့ရှိတဲ့ဟာဟိုကြံချဲတဲ့ဟာတစ်ခုရှိတယ်
လက်မှတ်တော့ထိုးလေဆိုတော့ကျွန်တော်တို့အားကိုးတဲ့ကောင်စီချင်းတဲ့ကောင်စီဖက်ကနေယုံကြည်အားကိုးပြီးတော့အန်ဟန်ထားတဲ့ပုဂ္ဂိုလ်တွေကပူဇော်မာနဲ့ပူထန်းနင်းကြီးနဲ့ဆရာစရန်မင်းညောသူတို့ကလည်းမထိုးလာလေဆိုတော့ CNC ဖွိပါမယ်အဲ့မှာစူပါမယ်ဆိုတော့ကောင်စီကိုဖျက်သိမ်းဖို့ဆိုတဲ့ပုံမျိုးတဲ့ရောက်တယ်ဟုတ်တယ်အဲ့ဒီမှာကောင်စီကညီလာခံနဲ့ဒီချင်းတဲ့ဖွဲ့စည်းပုံဥပဒေနဲ့အညီဖွဲ့တဲ့ကောင်စီကုတိခါနဲ့အပြစ်ရှိတဲ့ကောင်စီဖြစ်တဲ့အတွက်ကြောင့်ဒီတန်းကိုပြစ်မထားဘဲနဲ့ကုတိခါရှိကောင်စီကိုတိစော့ပြန်လုတဲ့နီးကတော့ချင်းတဲ့ကောင်စီဖွဲ့စည်းပုံဥပဒေအခန်းတုံးအဲ့ဒီချင်းတဲ့ကောင်စီဆိုရဲအောက်မှာပုတ်မှာတုံးစတဲ့ချီတယ်အဲ့ဒီမှာချင်းတဲ့ကောင်စီညီလာခံကိုနဲ့တချင်းခေါ်ယူကျင်းပရမယ်所以嘛，前边这个公司在当地，现在必须说了，第那空的性啊，第新巴罗马里现在批了没？哎，你嘛就那罗第前年公司个乌上嘞，乌个他接下来，不得得木布阿面鸡嘛嘞，前头苗大农业都是你要木个是乌铁办事嘞，康上机不认中批得多种，多啊罗就那罗太多嘛，刚送多啊，先生里面罗听嘞，工地卡西。ချင်းတဲ့ကောင်စီကိုပြန်ပြီးတော့ dissolve မဆိုရင်အဲ့ဒီညီလာခံပြန်ကျင်းပပြီးတော့အဲ့ဒီညီလာခံရဲ့တဘောတူညီချက်နဲ့ချင်း national ကောင်စီမှာပူးပေါင်းရမယ်ဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့ dissolve လုပ်ပြီးတော့ချင်း national ကောင်စီမှာကောင်းမကျွန်တော်တို့ချင်းတမျိုးသားလုံးပူးပေါင်းကြမယ်ဆိုရင်ကျွန်တော်တို့စောပြောလေပေါင်းပြီးမှာပဲမျိုးတော့ကိုတန့်တင်တယ်ဆိုတဲ့ဟာကညံလိမ့်မယ်သထုံးတစ်ချက်ချော့အဲ့ဒီထက်စားပိုင်းမှာဆိုကျွန်တော်တို့ကအဲ့ဒီမျိုးတော့ချစ်စီရေကိုစားလို့ရပြီတော့ကျွန်တော်တုံးတချင်းပါလေအဲ့ဒီမပုံးနိုင်ချင်းမှာကတော့တစ်ဖက်ကပဲဖြစ်မစတင်ဘူးတော့ပဲကျွန်တော်တို့အကြံပြုချင်တယ်တော့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာရဲ့အမြင်ပြောပြတော့လို့ကျေးဇူးတင်တယ်